နိဗ္ဗာန်ပါဏလောကုတ္တရတေကတတတုမကညာနေနာတိတိကတပါမကဗလာနာမာရဘုဒ္ဓဝါတတင်္ခာတယတဏယနိဗ္ဗာန်တယနိဗ္ဗာန်နန္တိပဝုတတိတဲ့ဟယ်လိုအားလုံးပဲမြန်ပြီကျွန်တော်အင်မကေဖြစ်ပါတယ်ဒီနေ့ဆက်ပြီးလီတော့ဒီမှာဆယ်လီကြီးဦးအေးမောင်ပေါ့နော်ဘုဒ္ဓရဲ့ညာသာမျှဝေပေးနေတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်အမျိုးဖွင့်ပြတင်ဆက်ပေးချင်ပါတယ်ဒါတော့အချိန်မှာဘုဒ္ဓရဲ့အကြောင်းအရာတွေပါတယ်ဗျဒါကြောင့်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဆုံးဖြတ်လေးလည်းပဲကြည့်ရှုပြီးဖိတ်ခေါ်ချင်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုဖိုင်လေးဆက်လိုက်အောင်အားဖြင့်ပိုင်တယ်ပိုင်တယ်ဟိုလိုကမပိုင်ဘူးလောကုတ္တရာအားဖြင့်မပိုင်နော်ဒီအကြီးလေဒီတိုင်းပဲလောကအားဖြင့်ငါပိုင်တယ်လောကအားဖြင့်ပိုင်တယ်လောကုတ္တရာနဲ့ဆိုဇယခဏထိုင်တာခဏနေတာငါမိမဆင်းတာဟုတ်လားအဲ့တော့တရားနဲ့မတူဘူးလားဘယ်ကလာတယ်လဲမတူဘူးဘယ်သွားရမယ်လဲမတူဘူးဘယ်နေ့ဘယ်ရက်ဘယ်လဘယ်နှစ်မတူဘူးမို့လားနော်မတိချင်းသုံးမနဲ့နေတာခဏဟုတ်ကဲ့ဟင်ခဏလေးနေတာလူကခဏလေးရဲ့အကြိုင်ညာထင်မနေနဲ့နေလို့မကောင်းနေဘူးဘုဒ္ဓရာလေးရှာတော့ရှိသေးတယ်ကိုအိုးသွားနော်အမြင်မမှန်တော့နော်ဟိုတော့မျက်တိကြည့်တယ်ခုမကြည့်ဘူးရုပ်လာအဲ့ဒါရုပ်လို့ခေါ်တာနော်ရုပ်ဖြည်းဖြည်းချင်းရုပ်လာတာအဲ့ဒါရုပ်အဲ့ဒီကခန္ဓာကအေးလည်းခန္ဓာပူလည်းခန္ဓာနားလည်းခန္ဓာဖြားလည်းခန္ဓာဒါခန္ဓာနေရတာနော်ဒါခန္ဓာရုပ်နဲ့ခန္ဓာမကွဲဘူးကြတဲ့နော်အတူတူမှနေတာနော်ဟုတ်လားကနေရုပ်နဲ့နာမ်ကိုကွဲအောင်လုပ်နော်ဘုဒ္ဓရရတယ်နော်သိတာတက်တာပြောပြအဲ့ဒါကိုဘယ်ထက်ကပြတယ်လဲတင်းညိုရုပ်ပိုင်းထဲမှာပြတယ်အဲ့တင်းညိုရုပ်ပိုင်းကိုကြည့်ပညာတော်ကောင်းတာနော်ဗျာတော်ကောင်းတယ်နော်အကုန်လုံးရတယ်အရင်တော့ခန္ဓာနဲ့ဓာတုအာယနန္တအဘောသန္တာဝတ္တမာတာတန္တာရောဟိတဲ့ခန္ဓာတန္တရာမျိုးတို့မှာနိဗ္ဗာန်ဝင်ဖို့မလွယ်ဘူးနော်နိဗ္ဗာန်ပါဏလောကုတ္တရတေကတတတုမကညာနေနာတိတိကတပါမကဗလာနာမာရဏဘုဒ္ဓဝါတတင်္ခာတယတဏယနိဗ္ဗာန်တယနိဗ္ဗာန်နန္တိပဝုတတိတဲ့နော်နိဗ္ဗာန်မလွယ်ဘူးရပတက္ကတာထူတောင်းတာအဲ့ဒါမလွယ်တော့ဘယ်လိုဖြစ်တယ်လဲစိတ်ကုန်းနဲ့ထာငမ်းကြကြီးအစစ်တောင်းတာမတူဘူးလားဗျစိတ်ကြောက်ရတနာတွေရောင်းပါလေဆိုငမ်းကြကြီးတော့တောင်းလို့လက်ကရပါမှာငချောင်းငပိတွေရောင်းတာမဟုတ်ပဲနဲ့နော်ငချောင်းငပိရောင်းတာငမ်းကြကြီးတောင်းရင်ရတယ်စိတ်ကြောက်ရတနာတွေရောင်းတဲ့ဥစ္စာဘယ်နဲ့လုံးမှာငမ်းကြကြီးတောင်းလို့မရဘူးအဲ့ဒီလိုတို့ကလိုချင်တာကစိတ်ကြောက်ရတနာတွေလိုချင်တာနော်ရတနာတုံးမလိုချင်တာနော်အဲ့ဒီရတနာမရဘဲနဲ့ငမ်းကြကြီးတွားတောင်းတာဘယ်ရမှာနိဗ္ဗာန်တွားတောင်းလို့ရမလားမှတ်ဉာဏ်ကောင်းတယ်ဗျနော်ဦးသိပြီးတော့နေတာနော်အဲ့ဒီလောဘဒေါသလေးကိုထိမ့်သိမ်းပြီးတော့နေပငါတလုံးပြတ်မှာနော်အဲ့ဒါကြတော့ဟိုအချက်ဇာလန်းညွန်တရားကဥပရေးတဲ့တောက်ပါနန်းလန်းဒီကောင်ကြီးလောဘဓမ္မကြီးဒေါသဓမ္မကြီးမပြောဘူးထုတ်ပြီးတော့ဆံခွန်ပဲနှုတ်ပေးတာဆံခွန်ပဲနှုတ်ပြီးတော့အဲ့ဌာနယ်ရဲ့ဒီဆံမဲ့ဘာလို့မှကြုတ်ကြည့်တယ်ဆံတီးတဲ့ပါရဘယ်ကောင်းထမင်းနဲ့ပါရမကောင်းဘူးလေဒီတော့ရတကြီးပေးထားကြတာဆံခွန်ပဲရတကြီးကသူ့တောင်းထားတာကောက်ကတာကောနာကိုကတ္တပဂေါရမလေးပဲလေးတူနော်ကောက်ကတာကတလွန်တော့ဆိုတော့ခရင်ပေါ့နော်ကောနာကုံကတောင်မွေးတော့အိုးကတ္တပကရေစနုတ်တော့ကျွန်တော်တို့ဂေါရမကဒီဆန်းတော့ဟုတ်ကဲ့လေးတူတက်ဖို့ကျွေးတယ်ကိုနော်တမိုင်းတော့ပြောအနည်းတို့တိုင်းမှာတမိုင်းဖတ်ပါတယ်ဝဲယူမှာတော့ဘယ်လိုတွေ့ရမသိဘူးနော်ပြန်မေးရပါစားလက်တမ်းမှာအဲ့ဒီလိုဆာခုသိပြီမလားဟဲ့ဆာဖြစ်ပေါ်လာဘူးရှေ့တုန်းကနံပါတ်4တဲ့ဆာမဟုတ်ဘူးဖရလက်တက်ကအဲ့ဒီပြီးတော့ဒီမှာတော့ကမဲရေတော်7တောင်လေးတော့ရေကောင်မော7တောင်လေးတော့နင်းဒါပဲကြားဖို့တာမဟုတ်လားအဲ့ဒါဘယ်ကနေစဖြစ်လိလားဖရဗျာတိပြီးတာဗျဖရ
ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်တရားသုံးခုနှစ်မှာအဲ့ဒါပေါ်တာဒီနေ့မှာတော့ကမဲပေါ်တာ မသားလောက်တယ်နော် ရေကောင်မောရှစ်တောင်လေးတော့ရေကောင်မောရှစ်တောင်လေးတော့ဟွာမှုရောမှုတော့ခါတဲ့လှူလိုက်ရောလှူတော့မနက်ကနေပြီးတော့ထယ်မျိုးဖြတ်တာမနက်ကလေတွေတိုက်တယ်မိုးတွေရွာတယ်နောက်ပြီးတော့ဟိုတဲမိုးတွေရွာတယ်ဒါလာလဲနဲ့မိုးတွေရွာတယ်နောက် ဟုတ် ပြီး တယ် တော့ နော် သူပါတဲ့အမိုက်မိုးတွေရွာတယ်အဲ့လိုထယ်မျိုးဖြတ်တာအဲ့လိုရွာနေတော့ခါတဲ့တန်ဃာတွေကိုပါတဲ့ဒီကမှာတော့ကမင်းကနေပြီးတော့ကိုတော်တို့တဲ့ကြည့်ပြီးတော့မဒီမနက်ညံကိုတော့နှိမ်နေနိုင်တဲ့ပုံကမရှိဘူးလားမေးတာအဲ့ရတန်ဃာတွေတီးဝေးတာတန်ဃာတွေတီးဝေးတော့မင်းနဲ့နေနေလားပြောတယ်ဒီတော့မနိုင်နေနိုင်ဘူးဗျာပြောတယ်မနိုင်နေနိုင်ဘူးတန်ဃာတတောင်းမေးတာတတယောက်မှမပေါ်လာဘူးဒါနဲ့ကိုရင်လေးကတိတယ်မတူတော့ကိုရတက်ကြကြရတဲ့မှာဒိဋ္ဌိကြီးအောက်ကတုံးအောင်မို့လားအပေါ်ကတန်တကူပိတ်တဲ့ယူတဲ့ပုဂ္ဂိုလ်ရှင်ပိန်နောလာတယ်နော် ရှင်ပိန်တော့လားနော် ဟုတ် အဲ့ရှင်ပိန်လောလာတာပြီးတော့တိတယ်ဘုရားတော့နှိမ်တော့မနှိမ်နေနိုင်ဘူးတဲ့အဲ့တိမ်နေတဲ့ပုဂ္ဂိုလ်တော့ကြုတ်တိတယ်ပြောတာ သူလည်းမသိနော် ဓမ္မပူဇေမိဣမာယဓမ္မနုဓမ္မပရိပတိယဓမ္မံပူဇေမိဣမာယဓမ္မနုဓမ္မပရိပတိယသံဃံပူဇေမိ အဲ့ဆက်ကြဝလာအနန္တမှာကြွလာကြကုန်တော့နတ်ဇမအပေါင်းနဲ့ဒုက္ခိတဒုက္ခိတတရဝမှန်မြတ်တို့ဒီမြတ်တော်ပုဂ္ဂိုလ်မမြတ်တော်ပုဂ္ဂိုလ်မှန်မြတ်တို့ဒီကိုယ်ဘုံကိုယ်ဌာနကိုယ်ပိမှန်တို့ကြံကြနိုင်ကြပါပြီဒါပါပဲနော်အဲ့ဒါဘုရားရှိခိုးဘုရားရှိခိုးအပါဒေမေတမုပ္ပန္နိသရိမေဥရပစ္စထအပါတောမေတမုပ္ပန္နောနာကာလောမေနပစ္စထပါဠိပြောရတယ်အာယုံကြီးတန့်ကျင်ပါအာယုံမတန့်ကျင်ရင်လုံးလုံးမရဘူးနော်ဟုတ်လားဒီဘာနဲ့အာယုံနေမို့လားနဲ့တိရတဲ့ရွှေဝဲသွားမယ်သိကြပတ်တယ်လေးရလေရွှေဘူးပဲကြည့်လက်သက်ကလေးတခွန်းတာလက်ကောက်ကလေးတရားတာပဲကြည့်မတော်ပဲနေရ2ရက်3ရက်နေရရော့တော့မှတူလို့သွားတယ်မို့လားအဲ့ဒါတကူခြံတာဝရိယစိတ်ဓာတ်ပညာအဲ့ဒီပါတကူခေါ်တယ်အဲ့ဒီတော့ဒီခြံတာပြင်းပြလို့ရှိရင်မရောက်အောင်တွားတာမို့လားဟုတ်လားနေဘူးလဲတွားပါမိုးရွာလဲတွားပါဟုတ်လားနော်ဒီကဘာကြီးညာနေညာပြည့်နေတဲ့တို့ဒီနေရာညာပြည့်နေဟိုနေရာနေလှည့်သွားမှာပဲပြောင်းပြက်သွားမှာသိုးတာဟုတ်ရော့သွားတယ်ငွေပြပဲနေလို့ဆိုလို့နော်ဒါအဲ့ဒါတမျိုးနော်ပြီးတော့ကိုတော်သားလူတွေလောက်တာကပြောမယ်တော်သားလူတွေလောက်တာနှမ်းလေးရနှမ်းလေးရတော့နှမ်းလေး2တင်းလောက်ချင်းနဲ့2တင်းလောက်ချင်းတွဲထားတယ်ငါသားတွဲထားလို့ငါနဲ့သားနဲ့တွဲထားတာအဲ့ဒါတမှုရိယတက်တာကြောင့်တမှုရိယပါလေမြင်ဘူးကြားဘူးနားဘူးစားဘူးညခတာကြခတာနာခတာတိကတာမြေတိစိတ်ဇာတိစိတ်နာတိစိတ်ထီတိဒိလို့အဲ့စိတ်60နှစ်မျိုးကအကုန်လုံးတမှုရိယကြီးဖြစ်သွားတာအဲ့တမှုရိယကြောင့်လူတွေကနိဗ္ဗာန်ကိုဝန်းနိုင်တာနော်အဲ့ဒါကိုဘာခေါ်လဲလောကလို့ခေါ်တယ်နော်လောကတမှုရိယဒီလောကတမှုရိယကိုခေါ်တယ်လောကုတ္တရာမဟုတ်ဘူးနော်လောကုတ္တရာကသိတာကိုလောကုတ္တရာလို့ခေါ်တယ်အဲ့တမှုရိယဒီသိတာဒီလောကုတ္တရာမသားလောက်တယ်နော် တွေ့ခိုင်းတာပါဘို့ငါတော့တွေ့တာဓာတုဆိုးလာကဆိုးလာခဲ့ဟမ်ငါတော့တွေ့တာသူအဖေငါဖေလို့သူမတွေ့ဘူးဟုတ်လားလက်ကိုတော့တွေ့တာကိုငွေထားတာဟုတ်နော်ဒီလိုအဲ့တန်တဲ့ဒီကိုအကာဒီကိုအိဘဒီကိုအပန်နိုင်ကိုပြတ်တော်ဝိတ္တရပေါ်လို့ကပြုံးလာနတ်ပြတ်ငါးပါးမှာဒုက္ခပေးပြီးတာခဲ့ငါးပါးပြတ်တည်းလို့ခေါ်တယ်နော်ဒါကဝိဇိကမနောကနော်အဲ့ငါးပါးပြတ်အတူတူပြောနေတာဒုက္ခပေးနေတာငါတိမြန်လိုက်ဒုက္ခ ဟုတ်တယ် နာ နော် လာပဲ
နာတိုင်းဒုက္ခစားတိုင်းဒုက္ခထိတိုင်းဒုက္ခတိတိုင်းဒုက္ခနော်ဒုက္ခပဲကိုတကွဲမှမလဲတာဒီနော်မှတ်တယ် ရတော့ အဲ့တို့ကဘာနဲ့ပြောတယ်လဲဆိုတော့ဒုက္ခနဲ့ဒီကမှပြောတာ အဲ့ဒါကနေမှပြောငါနေလဲ ချမ်းသာရင်မပြောဘူးthếမှပြောတာရဟမ်ဒီတို့ချမ်းသာနေတော့ပြောလာခဲ့ ဟုတ်တယ်နော်ချမ်းသာလိုက်လည်းပြောဦးနော် ဒီဓာရေးကြီးနှိကြိုင်မွေးတောက်တော်ရေးအေးနဲ့မွေးကြိုင်လိုင်းထုံအငုံအပွန့်အတဲ့အသေးရှုဝဲမထမ်းနုဝဲပန်းမြမာလာပူဇော်ညွန့်ပြထူးမြတ်တော့လက်ဝါတော်မြတ်နဲ့အကတ်ခါတော်မူပါရှင်မယားပဂရိတာမနာမမိတော်ထီရှင်နဲ့ကြည်လင်သန္တာအပယရိတ်ဉာဏ်ပြိနိဗ္ဗာန်ကိုရည်သိမ့်တန်တိုင်းမထိုင်းမတွရောက်ရပါလိမ့်ဖျားပန်းကတ်တာ ကောင်းလိုက်တာနော်ဒါပန်းကတ်နေကို နိုင်မှာသူတော့တာအမျိုးမျိုးလေနော် USA ပို့လို့ကြရလားအသိဘူးဘာမှခင်မိတယ်လို့ ကိုဝဲလို့မရ ဟာ ဝယ်တော့ မ ကြည့် င်း နေ တို့ ပြော တောင်းဝဲကြီးတောက်ခါပူလို့ကလေးပြတ်ပါလား ဟာ ပိုလိုဂရိတ်မြတ်မှန်နော် USA ထုတ် ဘုရားတက်ကြတယ်လေကကကြီးတောက်တာကကြီး อืม အလိမ့်နဲ့ထဲဘူးတောက်တာ ဟာ ဝီကြီးရောပါရောအကုန်ပြီး ဟာ ဇက်တမ်ဘူးလေး ဟုတ်ကဲ့ပါ ဒီဘက်ကထဲလေးဒီဘက်ကထဲလေးအဲ့ဒါကိုဖောက်ခလုတ်လေးနဲ့တိတ်အဲ့ဒါဝီကြီးကလေးထဲစစ်တာငါလူယိုတော့မှဝါတော့ထလေးဆက်က20လောက်17လောက်တော့ 18လောက်မိမရပြီဟို တို့ဗာလေပြည်တော်သူပွဲလားဟုတ်လားပြည်တော်သူပွဲကအကြောင်းသားလုပ်ပြီးတော့ဝိจิตတဲ့ဒီပါစစ်တာကြောက်ပြောတနတ်ဘယ်လိုပြရလဲအမြောက်ဘယ်လိုပြရလဲနဲ့ကြောက်မေးတာအဲ့ဘယ်ဒီလေးရှိတယ်ဘွားရည်တဲ့ ဟုတ်ကဲ့ပါ ကြည့်တယ်ကဒီလူဒီအိမ်မျိုးတွေရှိတာမဟုတ်ဂျက်ခုတ် ဟုတ်ကဲ့ အဲ့ဒီ ဟုတ်ကဲ့ပါမျိုးလေးကျွန်တော်တို့ဗီဒီယိုဖိုင်လေးဒီတော့ပါပဲဒီဗီဒီယိုဖိုင်လေးနဲ့မျိုးတို့လည်းဘူတရက်တစ်ခုရရှိလိမ့်မယ်မျိုးလေးနဲ့နောက်နေ့မှလည်းကျွန်တော်ဒီဘွားရဲ့ဗီဒီယိုဖိုင်လေးကိုဆက်လက်တင်ပေးတော့ဖို့ရှိပါလိမ့်ခင်ဗျကျွန်တော်တို့ဗီဒီယိုဖိုင်လေးဒီတော့ပါပဲနောက်ထပ်ဗီဒီယိုဖိုင်ပြန်ဆောင်ရမယ်တတာ